ဂျပန်စာ N5 ကိုတစ်နှစ်လုံးလုံးလေးလာခဲ့ဆိုလို့ချီယုံလားဒီနေ့မှာတော့ Clara ကိုတိုင်းဂျပန်စာ N5 ကိုတစ်နှစ်လောက်လေးလာခဲ့ရတဲ့အဖြစ်လေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်တကယ်ပါတစ်နှစ်လုံး Clara အဲ့ဒီဂျပန်စာ N5 ကိုလေးလာခဲ့တာပါဘယ်လိုလေးလာခဲ့ရလဲဆိုတော့ပုံမှန် Clara အဖြစ်ကိုပြောပြမယ်ပေါ့နော်ပုံမှန်ဆိုလို့ချင်သူများတွေက N5 ကို3လ4လနဲ့ပြတ်ပါတယ်ဒါပေမဲ့ Clara ကတော့တစ်နှစ်လောက်လေးလာခဲ့ရပါတယ်ဘာလို့တစ်နှစ်လောက်ကြီးကြီးလေးလာရလဲလို့မေးလို့ချင်ပုံမှန်ဆိုလို့ချင်တော့4လနဲ့ပြတ်သွားမှာပေါ့နော်ဒါပေမဲ့ Clara နေမကောင်းဖြစ်တာတွေရောဂျားထဲမှာအခြေအနေမကောင်းတာတွေရောကြောင့်မလို့တစ်နှစ်လောက်ထိကြာသွားတာပါပထမဆုံးစတက်တာကမေဂျပန်စာတင်တန်းကျောင်းပါခုလိုပြောတော့မေဂျပန်တင်တန်းကျောင်းကတင်ပြမကောင်းတာတော့မဟုတ်ပါဘူး Clara အုံနောက်မကောင်းတာပါပုံမှန်ကအဲ့ဒီမေဂျပန်စာတင်တန်းကျောင်းမှာဆိုရင်4လတည်းနဲ့ပြတ်မဲဟာပါဘယ်လိုဖြစ်သွားလဲဆိုတော့မေဂျပန်စာတင်တန်းကျောင်းမှာတက်နေတဲ့အတော်အတွင်းတုန်းက Clara စတက်တာမှတိတ်မကြသေးပါဘူးဟီရာကနာပဲပြီးကစားပဲရှိပါသေးတယ်ခဏခဏက OT ရောက်သွားပါပြီစတက်တုန်းက OT ပြီးသွားခဲ့ပါပြီဒါပေမဲ့ကန်ကဆိုးချင်တော့အဲ့ဒီ OT ပြီးတဲ့ချိန်မှာ Clara နေမကောင်းဖြစ်သွားပါတယ်အဲ့တုန်းကလည်း slide နေရောချိတ်လိုက်ရပါတယ်2လ3လလောက်ထိတော့ကြာတယ်ပေါ့နော်စုစုပေါင်းဒါပေမဲ့2လ3လလောက်ထိတော့အဲ့ဒီတင်တန်းကျောင်းမတက်တော့မဟုတ်ပါဘူးဘယ်လိုလဲဆိုတော့ Clara ဆရာဝန်ကလည်းမျက်လုံးကိုအနားပေးရမယ်တဲ့ဖုန်းမကြည့်ရဘူးဆိုတော့ Clara လည်းအဲ့ဒီပေါ့နော်တင်တန်းကို၄ငရက်လောက်နားလိုက်ပါတယ်၄ငရက်လောက်နားလိုက်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့သူကပုံမှန်ဆိုလို့ချင် lesson တစ်ခုကို1ရက်လောက်တင်တာပါ Clara ကကျတော့ lesson တစ်ခုကို1ရက်တင်တဲ့အတွက်၄ငရက်လောက်နားလိုက်တော့3-4ခုလောက်လွတ်သွားပါတယ် Clara ကခဏခဏအိုမှာစတင်ပြီးတော့နားလိုက်တာပါအဲ့ချိန်မှာစတင်ပြီးနားလိုက်ပြီးတော့ Clara ပြန်တက်တော့သူတို့ကအခန်း2ထိရောက်သွားပါပြီအဲ့ကလေးက Clara လည်းဆက်ပြီးတော့မလေးလာနိုင်တော့တာပါအနေပြီးတော့အိမ်ကိုပြောပြတော့အိမ်ကလည်းနည်းနည်းတော့ဒေါသထွက်တာပေါ့နော်အစပိုင်းမှာဒီလိုမျိုးကြီးမတက်တော့တာဆိုတော့နည်းနည်းလေးတော့ဒေါသထွက်ပါတယ်ဒါပေမဲ့ Clara တယောက်တည်းမဟုတ်လို့ပါပဲကျန်တဲ့လူတွေလည်းအဲ့လိုဖြစ်ဘူးဟာကြောင့်မလို့ဘာမှဆက်မပြောတော့ပါဘူးနောက်ပြီးတော့ရှိပါသေးတယ်အဲ့ဒီတင်တဲ့အကြောင်းပဲပြီးတော့ Clara အားလုံးလည်းသိကြမှာပါဟောဒီဆက်ဆက်ရမင်းရဲ့ YouTube channel ကနေပြီးတော့ Clara လေးလာပါတယ်အဲ့ဒီဆက်ဆက်ရမင်းရဲ့ YouTube channel ကနေပြီးတော့လေးလာတော့လဲ Clara ကောင်းကောင်းတက်ပါတယ် business ကိုတော့ကြေညက်သွားပါတယ်အဲ့လိုမျိုးဟိုဟာကိုတော့မရပါဘူး lesson တွေကိုတော့ Clara ကိုယ်တိုင်မလုပ်နိုင်ပါဘူးအရင်ဆက်တယ်လက်စင်တွေအကုန်လုံးကိုမလုံးနိုင်တဲ့ခါကျတော့ဘယ်လိုလုပ်လဲဆိုတော့ TikTok ကနေပြီးတော့ဗီဒီယိုတိုလေးတွေရှာကြည့်ပါတယ်အဲ့လိုမျိုးရှာကြည့်တဲ့အချိန်မှာဘာမှသွားပြီးတော့အခက်တွေ့လဲဆိုတော့ခန်းကြီးမှာသွားပြီးအခက်တွေ့ပါတယ်ခန်းကြီးမှာဘယ်လိုဖြစ်လဲဆိုတော့ Clara ခန်းကြီးတစ်လုံးမှမရပါဘူးကိုယ်ပိုင်ဆက် study လုပ်ရဖြစ်တဲ့အတွက်ဆရာမလည်းမရှိဘူးဘယ်သူ့ကိုမေးလို့မေးရမှန်းလည်းမသိတဲ့အတွက်ကြောင့်မလို့ခန်းကြီးတွေကိုဘလို့မှမရပါဘူးအနေပြီးတော့ Clara အတီးဆန်းစေးတယောက်ကိုသွားမေးရပေါ့နော်ဆန်းစေးသမီးကတော့ဒီလိုဒီကြောင်းပဲခန်းကြီးတွေကိုမရဘူးကျန်တာတွေတော့ရတယ်ဆိုတော့သူကအဲ့ဒီဆန်းစေးရမင်းရဲ့ခန်းကြီးဗီဒီယိုအလွဲမှတ်နည်းလေးတွေပို့ပေးပါတယ်ဒါပေမဲ့ Clara မမှတ်နိုင်ပါဘူးတကယ်ပါ spicy တောက်ဒီလောက်ဆန်တာခန်းကြီးခတ်တာတော့မဆန်းတော့ဘူးလေနော်အရင်ဆက်ပါတယ် coffee လေးတောက်လိုက်ပါဦးမေပြီးတော့ Clara အမခန်းကြီးကဘလို့မှမရတဲ့ဆုံး Clara လက်လျှော့လိုက်တယ်ပေါ့နော်နည်းနည်းလောက်လက်လျှော့လိုက်တော့အဲ့ဒီ TikTok ပေါ်မှာသွားရှာရင်းနဲ့ဘာလို့တွေ့လဲဆိုတော့ N5 free class online ဆိုပြီးတော့တွေ့ပါတယ်အဲ့ဒီမှာ Clara တစ်ခါဝင်ပြီးတော့စာတင်လိုက်ပါသေးတယ်အဲ့မှာတင်တန်းတက်လိုက်ပါသေးတယ်အဲ့ဒါကြတော့ဈေးနဲ့တော့မဟုတ်တော့ဘူးပေါ့နော် Clara တို့ free class ဖြစ်သွားတာပါဒါပေမဲ့အဲ့ဒီဟာကကြတော့သူကဖွင့်နေဒါပေမဲ့ Clara တို့ကနေမှနေတာဖြစ်တဲ့အတွက်နိုင်ငံရေးမကောင်းတဲ့အတွက်တရားမတရားဖြစ်တတ်ပါတယ်အဲ့ဒီတော့အစီမပြေတော့ပါဘူးအတူပေးထားတဲ့အချိန်ကလည်း Clara မှာအားတဲ့အချိန်နဲ့တိုင်နေတော့အဲ့တခုကလည်း lesson 6လောက်မှာပဲရက်လိုက်ရပါတယ်အဲ့ဒါပြီးတော့ Clara နောက်ထပ်တင်တဲ့တစ်ခုကိုထပ် join ပါတယ်သူကကြတော့ဘယ်လိုဖြစ်လဲဆိုတော့ visits ကိုကြတော့သူ video class လေးဖွင့်ပေးပါတယ်
video class ဖွင့်တဲ့အခါမှာ Clara အဲ့ဒီ video class ကိုတော့လေ့လာလိုက်ရပါတယ်အဲ့ဒီ video class မှာအောင်လို့ချင်သူက N5 ကိုဆက်ပြီးတော့ free တက်ခွင့်ရမှာပါ Clara အောင်သွားပါတယ်အမှတ်တွေအများကြီးနဲ့ visits ကိုအောင်ခဲ့ပါတယ်အားကြောင့်မလို့ N5 ကိုစတက်လိုက်ပါတယ်ဒါပေမဲ့တရက်ပဲတက်ရပါတယ်တရက်ပဲတက်ရတာဘယ်လိုဖြစ်သွားလဲဆိုတော့သူကClara တယောက်တည်း visits ကိုလေ့လာခဲ့ရဖြစ်တဲ့အတွက်တင်တန်းသားတယောက်တည်းပါဆက်ပြီးတော့တင်တန်းတစ်ခုတည်ထောင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးဘာလို့လဲဆိုတော့တယောက်တည်းတင်နေတာအတွက်ကြောင့်မလို့ဆီယမကလည်းသူတယောက်တည်းတင်ရတဲ့အတွက်ကြောင့်မလို့အချိန်နေမပေးနိုင်ပါဘူးအားကြောင့်မလို့ Clara လည်းအဲ့ဒီတင်တန်းမှာတခြားတင်နေတဲ့လူတွေရှိတဲ့အတွက် lesson 3လောက်ထိတော့သူတို့ရောက်နေပြီဒါပေမဲ့ Clara မမိအောင်လိုက်မယ်ဆိုပြီးတော့အဲ့ဒီတင်တန်းလက်ရှိတင်တန်းတစ်ခုကို Clara ဆက်ပြီးတော့ join လိုက်ပါတယ်ဒါပေမဲ့ဘလို့မှအဆင်မပြေပါဘူးသူတို့စပေးထားတဲ့အချိန်က9နာရီခွဲကနေပြီးတော့10နာရီခွဲထိတဲ့Clara နဲ့လုံးဝအဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ Clara ကနေမှာနေတာနေကတည့်ရတိုင်းပဲဖုန်းလိုင်းနေတာလည်းဖြတ်ခံထားရဖြစ်တဲ့အတွက်ကြောင့်မလို့ Clara အဲ့ဒီတင်တန်းကပေါ့နော်နေကလည်း Starlink နဲ့9နာရီထိုးရင်ပိတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီတင်တန်းကိုလည်းဆုံးရှုံးလိုက်ရပါသေးတယ်။အဲ့ဒီတင်တန်းဆုံးရှုံးပြီးတဲ့နောက်မှာတော့ Clara လုံးဝမဖြစ်တော့ဘူးငါဘယ်လိုလုပ်ရင်ကောင်းလဲဆိုပြီးတော့စဉ်းစားပါသေးတယ်ငါကနည်းနည်းတွေးတစ်ခုတောင်ဝင်လာသေးရဲ့ပေါ့နော်ငါကဒီဂျပန်စာကိုသင်ဖို့အတွက်ကံမပါလားလို့တွေးလိုက်ပါတယ်ဒါပေမဲ့လုံးဝမဟုတ်ပါဘူးတကယ်စူးစမ်းရင်ဖြစ်ပါတယ် Clara self study လုပ်ရင်ဖြစ်တယ်ဒါပေမဲ့မလုပ်ခဲ့ပါဘူးနောက်ဆုံးတော့အဲ့လိုမျိုးရှာရင်နဲ့ online က channel လေးတွေကို Clara ဝင် join လိုက်ပါတယ် Telegram channel လေးတွေအဲ့ဒီမှာ Smart Star ဆိုတဲ့ channel က education channel မှာ Clara အဲ့ဒီ post တစ်ခုကိုတွေ့လိုက်ပါတယ်သူကဘာလဲဆိုတော့ဂျပန်စာကို visits ကနေ N5D ဖွင့်ပေးတဲ့ free class လေးပဲဖြစ်ပါတယ်အားကြောင့်မလို့ Clara လည်းအဲ့ဒီ Japanese class လေးကို Clara ဝင် join လိုက်တယ်ပေါ့နော်အမှအရန်ကိုအဆင်ပြေသွားပါတယ်အချိန်နေရောပေါ့နော်အစားအစာရအကုန်အဆင်ပြေပါတယ်ဆရာမကလည်းသဘောကောင်းတဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာအဆင်ပြေသွားပါတယ်ပြောမယ်ဆိုလို့ချင်း N5 ကိုဘယ်တော့ကတည်းကစားလေးလာခဲ့ရလဲဆိုလို့ချင်း2024နှစ်လပိုင်းကတည်းက Clara လေးလာခဲ့တာပါအခု2025ကုန်တော့မယ်ပေါ့နော်2025နှစ်လပိုင်းကနေစလေးလာပြောပါခု2025ကုန်တော့မယ်ဆိုတော့တစ်နှစ်လောက်တော့ကြာတယ်ပေါ့နော်အားကြောင့်မလို့ Clara ပုံမှန်အပြင်ပြောမယ်ဆိုလို့ချင်းသူများလေးလာတယ်ပါ Clara မှာတစ်နေ့ကြာပါတယ်အားကြောင့်မလို့အဖြစ်တူတဲ့လူတွေရှိရင်လည်း comment box မှာ Clara နဲ့အဖြစ်တူပါတယ်ဆိုပြီးတော့ရေးပေးသွားကြပါအောင်ရှင်ဒါမှမဟုတ်ဘူးကိုကတော့တခါတည်းနဲ့တက်သွားရဆိုလို့ချင်းလည်းတခါတည်းတက်ပါတယ်ဆိုတာလေးကိုရေးပေးပါအောင်ရှင်အဲ့မှာဆိုလို့ချင်း N5 ကိုကျောင်းဖက်နဲ့ကျောင်းလောက်လေးလာခဲ့လဲဆိုလို့ချင်းတကြောင်ကိုပိုင် set study လောက်တာကိုထဲမတွက်တော့ဘူးเนาะဒါကြောင့်3ချောင်းမြောက်မှာအဆင်ပြေသွားတာပေါ့เนาะအားကြောင့်မလို့ဆက်ပြီးတော့ကိုပိုင် set study လုပ်နိုင်တဲ့လူတွေလောက်ကြပါတကယ်သင်တန်းကောင်းတွေလည်းရှိပါတယ်အားကြောင့်မလို့မကြိုးစားဘဲနဲ့မနေပါနဲ့ကြိုးစားကြပါကိုပိုင်လုံးမယ်ဆိုလို့ချင်းဖြစ်နိုင်ပါတယ်အားကြောင့်မလို့ Clara ဆိုရင်လက်လျှော့လိုက်တယ်ပေါ့เนาะတစ်နှစ်လောက်ကြီးတော့မှငါသင်တန်းအဲ့မှာတွေးလိုက်တာဟိုဗီဒီယိုကတွေးလိုက်သေးတယ်ဗါတယ်အမှဘလိန်မာတယောက်လေးပြောထားတာတည်တဲ့လူနဲ့မဖြေတဲ့လူပဲကြားတဲ့စာမေးပွဲမှာညီမလေးကကြပါတယ်ဆိုတဲ့ဟာလေးတခုတွေးအောင်မှာပါဒီလူတွေလဲဘာလို့လဲဆိုတော့အမှသူကပြောထားတာညီမဂျပန်စာသင်တန်းတက်တော့လေတဲ့ဂျပန်စာလောကကိုထွက်သွားတဲ့ဆရာတွေနဲ့သင်တန်းတွေလည်းမနေပါဘူးဆိုငါပြန်ပြောနာလားမသိဘူးဆိုပြောတော့မှကိုပိုင်ကိုတွေးလေးတစ်ခုဝင်လာသေးရဲ့ပေါ့နော်ဒါပေမဲ့မဟုတ်ပါဘူးကိုပိုင် set study လုပ်နိုင်လေရကောင်းလေပါပဲဒါပေမဲ့သင်တန်းကလည်းအလိုမျိုးကြီးပထမတစ်ခုကကြတော့နောက်ပိုင်းသင်တန်းတွေတက်မယ်ဆိုရင်တော့ရတယ်ပေါ့နော်ဒါပေမဲ့ပထမတစ်ခုမှရင် Clara ကလွယ်ချော်ကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ငွေ3,900တီကုန်သွားရဲ့လေအဲ့တော့အိမ်ကိုလည်းဆက်ပြီးတော့သင်တန်းတက်ဖို့ပြောဖို့ဟာနည်းနည်းကြောက်နေတဲ့အတွက်ကြောင့်မလို့ကိုပိုင်ဒီတိုင်း online ကနေပြီးတော့ set study ဘယ်လိုလုပ်ရမလဲ channel လေးတွေရှိလားဆိုပြီးတော့ join ရင်းနဲ့အားလုံးကိုတွေ့လာပဲဖြစ်ပါတယ်အားကြောင့်မလို့ခုကိုက N5 ကိုလေးလာနေရ9လလောက်ပဲရှိသေးတယ်ငါကဘာမှမထူးခြားသေးဘူးဆိုလို့ချင်းဒီဗီဒီယိုလေးကိုသာကြည့်လိုက်ပါ Clara ကိုတိုင်းတစ်နေ့လောက်လေးလာခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့9လလောက်နဲ့စိတ်မပြတ်သွားစေပါနဲ့ရှင်တကယ်တမ်းတော့ကိုကြိုးစားရင်ကိုကြိုးစားသလိုဖြစ်လာမှာပါ Clara ကိုတိုင်းကတော့ကြိုးစားတာပဲဒါပေမဲ့ကျမကြီးမကောင်းတာတွေရောအခြေအနေကတခုခုဖြစ်သွားအကြောင်းမလို့ Clara ဟိုမလုပ်လိုက်ပါဘူး Clara ဆက်ပြီးတော့မုံလေးစားလိုက်ပါအောင်မယ်ရှင်ဘိုင်ဘိုင်ပါ